PDF တပ်ရင်းတပ်ဖွဲ့300ကျော်အတွက်ကန်ဒေါ်လာ24တန်းကျော်သုံးစွဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနသည်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များစတင်ဖွဲ့စည်းချိန်ကစတင်၍ယနေ့အထိထောက်ပံ့စရိတ်အဖြစ်အမေရိကန်ဒေါ်လာ24.9တန်းခန့်သုံးစွဲခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနကယနေ့မေ9ရက်သတင်းထုတ်ပြန်သည်ကာကွယ်ရေးဝန်ကြီးဌာနမှနိုင်ငံနှင့်တဝန်းတွင်ဖွဲ့စည်းထားရှိသည့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့300ကျော်ကိုထောက်ပံ့ခဲ့ခြင်းဖြစ်ပြီးအဆိုပါတပ်ရင်းထောက်ပံ့စရိတ်များ၏90%ဖြစ်သည့်ခန့်မှန်းအမေရိကန်ဒေါ်လာ22.5တန်းကိုပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်၏34လတာအတွင်းကောက်ခံရရှိသည့်ဗဏ္ဍာငွေများမှထုတ်နှုတ်သုံးစွဲခဲ့ဟုအသိပေးသည် PRF အစီအစဉ်ကို2021ဒီဇင်ဘာကစတင်ခဲ့ခြင်းဖြစ်ပြီး PRF စတင်သည့်အချိန်မှယနေ့တိုင်တာဝန်တစ်ခုအနေဖြင့်ထမ်းဆောင်ခဲ့ကြသူတဦးချင်းစီတိုင်းကိုဂုဏ်ပြုမှတ်တမ်းတင်ကြောင်းဖော်ပြသည်တော်လှန်ရေး၏အရေးကြီးသည့်ကာလအပိုင်းအခြားသို့ရောက်ရှိနေပြီဖြစ်၍ပြည်သူလူထုအနေဖြင့်လည်းပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နှင့်တကွအမျိုးသားညီညွတ်ရေးအစိုးရ၏ဗဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင်တပ်အားသရွေ့ပါဝင်ကြပါရန်အထူးတိုက်တွန်းကြောင်း NUG ကာကွယ်ရေးကထုတ်ပြန်သည် PDF ရဲဘော်များအနေဖြင့်စစ်ကောင်စီကိုတိုက်ခိုက်ရာတွင်ပြည်သူလူထုများ၏ထောက်ခံပါဝင်မှုကြောင့်မပူမပင်တိုက်ပွဲဝင်နိုင်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဦးရီမွန်ကအင်းတော်မြို့သိမ်းတိုက်ပွဲကိုဥပမာပေးပြောသည်စစ်ကောင်စီတပ်သားတွေထမင်းတလုပ်အတွက်ကြောင်းကြနေရချိန်မှာ PDF ရဲဘော်တွေစိတ်ဖြောင့်ဖြောင့်မပူမပင်တိုက်ပွဲဝင်နိုင်ဖို့ချက်ပြုတ်ချွေးမွေးရေးတာဝန်ကိုပြည်သူတွေကထမ်းရွက်ပေးခဲ့ကြတာဖြစ်တဲ့ပြည်သူထောက်ခံပါဝင်မှုနဲ့အတူ PDF ပကဖပဖပလဖနဲ့မဟာမိတ်တပ်ဖွဲ့တွေဟာစစ်စင်ရေးတာဝန်ကိုလက်တွဲညီညီထမ်းခဲ့ကြတာဒီအောင်ပွဲကစံနမူနာကောင်းဖြစ်တဲ့ဟုဝန်ကြီးဦးရီမွန်ကအင်းတော်မြို့တိုက်ပွဲအတွင်းပြည်သူများတက်နိုင်သည့်ဘက်ကပါဝင်ခဲ့ကြမှုအပေါ်ပြောသည်ကာကွယ်ရေးဝန်ကြီးဌာနတပ်ရင်းတပ်ဖွဲ့များအတွက်တပ်ရင်းထောက်ပံ့စရိတ်များလစဉ်ကုန်ကျလျက်ရှိရာထောက်ပံ့ငွေ24တန်းကျော်၏90%မှာ PRF လစဉ်ထောက်ပံ့နေသည့်ပြည်သူလူထု၏အားဖြည့်ရာများစွာအရေးကြီးသည့်ထည့်ဝင်ပါဝင်မှုဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောသည် PRF အဖွဲ့ဝင်များ၏လစဉ်မပြတ်ထည့်ဝင်မှုအပေါ်များစွာကျေးဇူးတင်ကြောင်းနင်းကဆိုသည် PRF မန်မာတွေကနေဒီတပ်ရင်းထောက်ပံ့စရိတ်တွေကိုရာနှုန်းပြည့်သာပေးနိုင်မယ်ဆိုရင်တော့အခြားလက်နက်တပ်ဆင်တဲ့ကိစ္စတွေ equipment ဖြည့်ဆည်းတဲ့ကိစ္စတွေတိုက်ပွဲဖော်ဆောင်တဲ့ကိစ္စတွေခဲယမ်းမိကြောက်ကိစ္စတွေမှာပို့ပြီးတော့သုံးစွဲနိုင်မဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ PRF မန်မာတွေလည်းဒီထက်ပိုပြီးများအောင်လက်ရှိလဲတော်လှန်ရေးကတော်တော်လေးအရေးကြီးတဲ့အချိန်ရောက်လာတော့ဒီ PRF မန်မာတွေပိုများပြီးပုံမှန်ထည့်ဝင်တဲ့သူတွေပိုများတယ်ဆိုရင် PDF တွေအတွက်အခြားသောတိုက်ပွဲအတွက်ကအရေးကြီးတဲ့ဇယိတ်စကားတွေမှာမျှပြီးသုံးနိုင်မဲ့အခြေအနေဖြစ်ပါတယ်ဟုဦးနေဘုံလက်ကပြောပြီး PRF အစီအစဉ်တွင်ပြည်သူများထပ်မံပူးပေါင်းပါဝင်ကြရန်တိုက်တွန်းသည်